သူမဟာလက်ကောက်တဝင်ကိုတွေးရှိရပြီတာမန်အတိုင်းပဲလက်ကောက်ဝက်မှာဝတ်ဆင်ခဲ့ပါတယ်နောက်တစ်စက္ကန့်မှာတော့အေယာမဆူနာမီလိုင်းကြီးတစ်ခုရိုက်ခတ်လာပါတော့တယ်သူမဟာအစွမ်းကုန်ရုန်းကန်ကူးခတ်ခဲ့ပြီမဲ့သမုဒ္ဒရာရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်သူမပြန်နိုးလာတဲ့အခါမှာတော့ထူးဆန်းပြီးစိမ့်ထက်လာတဲ့ကမ်းခြေတစ်ခုပေါ်ရောက်နေခဲ့ပါပြီပဝင်းချင်းကိုကြည့်လိုက်ရင်သူမတုံးလုသွားနေတယ်ဘာလို့လဲဆိုတော့သူမရဲ့အမီးကခြေထောက်တစ်စုံထိသွားလို့ပါသူမထိတ်လန့်တကြားနဲ့ရေတွေကိုပြန်ခုန်ချလိုက်တဲ့အခါခြေထောက်တွေကချက်ချင်းဆိုသလိုအမီးပြန်ထိသွားခဲ့ပါတယ်အဲ့ဒီချိန်မှာလည်းကမ်းခြေမှာအမျိုးသားတစ်ယောက်ပေါ်လာတာကြောင့်သူမဟာမမြင်အောင်ရေအောက်ထဲအမြင်ငုံရှိုးပုံကောင်းလိုက်ပြီးမဲ့သူ့ကိုတော့ခိုးခိုးကြည့်နေမိပါတယ်အဲ့ဒီနေ့မှာပဲအဲ့ဒီမျိုးသားအိမ်မှာအနားယူနေတော့အိမ်ထဲကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်သူအခန်းထဲကထွန်ကြည့်လိုက်တဲ့အခါဧကန်တစ်ခုလုံးပရန်ပရာထင်နေပြီးစားကျွန်းစားကြံတွေဟိုတစဒီတစပြန်ကျင်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်သူဟာစိမ့်သက်နေတဲ့ခြေထောက်တဆုံကိုမြင်လိုက်ရပြီးထိတ်လန့်သွားကကြမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်သူတက်ထီမွေးပြီးအဝတ်အစားပုံကိုမကြည့်လိုက်တဲ့အခါသူမရဲ့မျက်နှာကိုမြင်လိုက်ရပြီးသူမကလည်းသူ့ကိုပြန်ကြည့်နေပါတယ်သူမဟာကိုအမြန်ဖုံးကွယ်လိုက်ပြီးမြဲသူမဟာသူ့ရဲ့အဝတ်အစားတွေကိုဝတ်ထားတာသိသွားတဲ့အခါအမျိုးသားကဒေါသတကြီးအော်ဟစ်ပါတော့တယ်သူ့ရဲ့အော်ဒန်ကြောင့်သူမနူးလာခဲ့ပါတယ်သူကအဝတ်အစားတွေကိုပြန်လူဖို့ကြိုးစားပြီးမြဲသူမကသူ့ကိုကန်ထုတ်လိုက်တာကြောင့်အခန်းတစ်ဖက်ကိုလွင့်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲသူဟာပထမဆုံးအချိန်ဖြစ်ကြောက်စိတ်ဝင်သွားခဲ့ပါတယ်သူမဟာတုံတုံရင်ရင်နဲ့အခန်းထဲကထွက်လာပြီးသမုဒ္ဒရာကိုမြင်တဲ့နဲ့အမြန်ပြေးသွားခဲ့ပြီးမြဲမှန်တကားကိုတိုက်မိပြီးတတိမိသွားခဲ့ပါတယ်ဒီအခွင့်အရေးကိုအသုံးချပြီးသူကသူမကိုကျိုးနေတော့ရဲကိုဖုံးဆက်ပြီးတက်တဲ့အဖြစ်တပ်ပုံတွေရိုက်ထားလိုက်ပါတယ်အဲ့ဒီနောက်သူမရဲ့လက်သီးကိုတင်းတင်းဆုပ်ထားတာကိုတတိပြုမိသွားကအားနဲ့ဖြန့်ခိလိုက်ပြီးအခါအတွင်းမှာ cherry သီးတစ်လုံးတည်းကိုပဲတွေ့ရပါတယ်သူမရေပဲမနေနိုင်ဖြစ်သွားခဲ့ပါတယ်မကြခင်မှာပဲရဲတွေကသူမကိုဖမ်းခေါ်သွားပါတော့တယ်မထွက်ခွာခင်သူမရဲ့မျောလင့်ချက်မိနေတဲ့မြဝင်းတွေကသူ့ရဲ့နှလုံးသားကိုမတိလိုက်မတိပါသာနူးညံ့သွားစေပါတယ်ဓာတ်ပုံတွေကိုပြန်စစ်ဆေးနေတော့သူမလက်ကောက်ဝက်ကလက်ကောက်ကိုသူတတိထားမိသွားပါတယ်စုံစမ်းကြည့်လိုက်တဲ့အခါအဲ့ဒီလက်ကောက်ကဒေါ်လာ1ဘီလီယံလောက်တန်ဖိုးရှိနေတာကိုသိလိုက်ရလို့သူအံ့ဩသွားပါတယ်ရဲစခန်းကိုအပြေးအလွှားသွားပြီးသူမဟာသူ့ညဇနီးဖြစ်ကြောင်းရန်ဖြစ်နေတော့အကြောင်းပြချက်ဖေးတာဖြစ်ကြောင်းလိန်ညာဖြိုးဆိုပါတော့တယ်မိချီတစ်ခုညက်မီးတောက်ကြောင့်ထူးဆန်းတဲ့အမြင်အယုံရပေါ်လာပြီးရဲတွေကလည်းသူတို့နှစ်ယောက်ကတကယ်ပဲလက်ထပ်ထားတယ်လို့ထင်သွားတာကြောင့်သူမလွတ်မြောက်လာခဲ့ပါတယ်သူမရဲ့ယုံကြည်မှုကိုရဖို့သူမကိုဈေးကွက်စင်တာတစ်ခုစီခေါ်သွားပါတယ်ပင်လယ်ပြင်ကတခါမှမထွက်ဘူးနဲ့သူမအတွက်တော့အရာအလုံးကအသက်အဆန်ပြီးစိတ်ဝင်စားစရာကြီးပါပဲဆက်လက်ကားပေါ်တက်ခါနေမှာသူမကြောက်ပြီးနောက်ဆုတ်သွားတဲ့အခါသူမကိုပွေ့ချီလိုက်မှသူမရဲ့ခြေထောက်တွေမှာဒဏ်ရာရနေတာကိုပဋိထားမိသွားပါတယ်သူကတန်ဖိုးကြီးဖနှောက်တွေကိုဝေပေးပြီးသူမကိုဂယုစိုက်ဝတ်ပေးခဲ့ပါတယ်လူပေါင်းတွေအဝတ်အစားဘယ်လိုဝတ်ရမလဲဆိုတာမသိတဲ့သူမဟာအင်ချီကိုခေါင်းပေါ်ကနေအတင်းဆွဲလိုက်တာကြောင့်ပဝင်းချင်ကလူတွေရေမောကြပါတယ်သူကရှက်ရှက်ရင်ရင်နဲ့သူမကိုအဝတ်လဲခန်းနဲ့ခေါ်သွားခဲ့ပါတယ်စားတောက်ဆန်ရုပ်တဲ့အခါမှာလေသူမရဲ့စားတောက်ပုံကြောင့်လူတွေထပ်ပြီးအာယုံစိုက်ခြင်းခံရပြန်ပါတယ်သူကစိတ်ရှည်လက်ရှည်နဲ့ဇွန်ခက်ရဲ့အသုံးပြုပုံကိုတင်ပေးခဲ့ပါတယ်ပြီးတော့မီးချစ်နဲ့မျက်လက်ပြခဲ့ပါတယ်အဲ့ဒီချိန်မှာတော့သူမဟာပင်လယ်လောကရဲ့တောက်ပြမှုတွေကိုပထမဆုံးအကြိမ်တကယ်ခံစားလိုက်ရပါတော့တယ်သူမမသိလိုက်တာကအဲ့ဒီအချိန်မှာပဲသူမရဲ့လက်ကောက်ကိုတိတ်ဆိုင်လဲလွာသွားခြင်းဖြစ်ပါတယ်အဲ့ဒီနောက်သူမကိုလူအောက်ထဲခေါ်သွားပြီးတော့လှည့်ထွက်သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်သူမဟာအဲ့ဒီနေရာမှာပဲစောင့်နေခဲ့တယ်စင်တာကြီးပိတ်တဲ့အထိအမောင်းထုတ်ခံရတဲ့အထိစောင့်နေခဲ့ပါတယ်ရဲအယုံရှိကမင်းအင်္ဂလိပ်စကားမပြောတတ်ဘူးလားအချင်းကုန်သွားပြီဒီမိန်းကလေးတော့ယူနေပြီထင်တယ်လို့ပြောခဲ့ပါတယ်မိုးဒီကပိုသေးလာပြီးသူမဟာလမ်းတောင်တစ်ခုမှာတယောက်တည်းကုန်းလေးထိုင်နေခဲ့ပါတယ်တစ်ဖက်မှာလည်းအိမ်ပြန်ရောက်တဲ့အခါအဲ့ဒီအမျိုးသားကဂျမ်းပြင်ပုံက cherry သီးလေးကိုမြင်သွားခဲ့ပါတယ်သူမရဲ့အသေးကင်းစင်ပြီးရိုးသားမှုတွေကိုသူပြန်သတိရသွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ကိုကျင်တရားကလောဘကိုအနိုင်ယူသွားခဲ့ပါတော့တယ်